မိန်းကလေးတယောက်ဟာသူမရဲ့ကလေးသုံးပြီးသားဘရာကိုပင်လယ်ထဲပစ်ချလိုက်တဲ့အခါအဲ့ဒီအနံ့ကြောင့်ငါးအုပ်စုလိုက်စုယုံရောက်ရှိလာပါတယ်။အဲ့ဒီခိုက်တန်းမှာပဲသူမဟာအသက်ဆက်ရှင်နိုင်မဲ့မျောလင်းချက်အသစ်ကိုတွေးလိုက်ရပါတယ်။ဝက်ဦးလက်ကိုအသုံးပြုပြီးလှမ်းတစ်ချောင်းလုပ်ခဲ့ပေမဲ့ငါးတစ်ကောင်မှမဖမ်းနိုင်ခဲ့ပါဘူး။အစာငတ်မှုနဲ့ပင်ပန်းရွက်နေမှုကြောင့်ကွန်တိန်နာပေါ်မှာလဲကျသွားခဲ့ပါတယ်။အရှုံးပေးတော့မလို့ဖြစ်နေချိန်မှာပဲလေယာဉ်တစ်စင်းဖြတ်ပြန်သွားတာကိုမြင်လိုက်ရလို့မျောလင်းချက်တွေပြန်လည်နိုးကျအားလာပါတယ်ကွဲနေတဲ့ဖန်စတစ်ခုကိုကောက်ကင်ပြီးနေအောင်ပြန်ဟက်ကအချက်ပေးဖို့ကြိုးစားပေမဲ့လေရင်ကတော့မမြင်မဲပြန်တန်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နှက်ချက်ဝိုင်ယာကျိုးတွေကိုအသုံးပြုပြီးပိုက်ကွန်လေးတစ်ခုရက်လုတ်လိုက်ပါတယ်နောက်တနေ့မနက်မှာတော့အဲ့ဒီပိုက်ကွန်ထဲမှာတိုင်ပါကိုထည့်ပြီးပင်လယ်ထဲချလိုက်တဲ့အခါငါးနှဲငယ်ကိုအောင်မြင်စွာဖမ်းနိုင်ခဲ့ပြီးအစာနှက်မှုနေတဲ့သူမတို့သားအမိအတွက်အသက်ကယ်ဆေးဖြစ်လာပါတယ်ဒါပေမဲ့ကွန်တိန်နာထဲမှာရေတွေတက်လာနေတဲ့အတွက်စုံ message ရေးသားပြီး plastic ဘူးလေးထည့်ကပင်လယ်ထဲလွတ်လိုက်ပါတယ်တစ်ဆက်ရက်တိုင်အောင်ဘယ်သူမှမလာရောက်ခဲ့ပဲအိတ်ဆက်ရနေရတွေထိရေနစ်မြုပ်သွားတဲ့အတွက်ကလေးကိုပွေ့ချီကကွန်တိန်နာမိုးပေါ်တက်နေခဲ့ရပါတယ်ကွန်တိန်နာကြီးကပင်လယ်ထဲတဖြည်းဖြည်းနစ်မြုပ်နေချိန်မှာငှက်တကောင်ရောက်လာတာကိုတွေ့ရတဲ့အတွက်ကုန်းမြေနဲ့နီးနေပြီဆိုတာကိုသူမရေးမိလိုက်ပါတယ်ဒါပေမဲ့ညဘက်မှာတော့မုန်တိုင်းကြီးကြားရောက်လာပြီးကွန်တိန်နာတစ်ခုလုံးကိုလှိုင်းလုံးကြီးတွေဝါမြို့သွားပါတယ်ရေပေါ်ကိုတက်ဖို့စူးစမ်းရင်းကလေးနဲ့လမ်းခွဲမိသွားပြီးအော်ဟစ်ရှာဖွေနေချိန်မှာပဲဝေလာငါးကြီးတကောင်ရောက်လာပါတယ်ဝေလာငါးကကလေးရှိတဲ့လှေငယ်လေးစီရေပန်းထုတ်ပေးလိုက်တဲ့အတွက်ကလေးရဲ့ငိုတန်ကိုကြားရပြီးသမီးဖြစ်သူကိုပြန်တွေ့ခဲ့ပါတယ်တညလုံးပင်လယ်ရေထဲမှာမျောပါနေရတဲ့အတွက်အသက်ဆုံးတော့မလို့ဖြစ်နေချိန်မှာပဲနောက်ဆုံးအားအင်းနဲ့လက်ကျန်ငါးသားတွေကိုပင်လယ်ထဲပစ်ချလိုက်ပါတယ်။အဲ့ဒီငါးသားတွေကိုစားဖို့ရောက်လာတဲ့ငှက်အုပ်တွေကိုငါးဖမ်းသမားတွေတတိပြုမိသွားပါတယ်။ငါးဖမ်းသမားတွေကလှေငယ်လေးကိုဆွဲတင်လိုက်တဲ့အခါကလေးကိုတွေ့ရှိသွားပြီးလှေနဲ့ချီထားတဲ့ကြိုးကိုဆွဲလိုက်တဲ့အခါမိခင်ဖြစ်သူကိုပါကယ်ဆယ်နိုင်ခဲ့ပါတယ်။ရေထဲမှာအချိန်ကြာမြင့်စွာရှိနေခဲ့တဲ့အတွက်မိခင်ဖြစ်သူကတတိလစ်နေခဲ့ပေမဲ့ကလေးရဲ့ငိုတန်အစာကြောင့်အံ့ဩဖွယ်ရာတတိပြန်လဲလာပြီးလှေရဲ့အဆုံးမှာမိထိုင်နိုင်ခဲ့ပါတော့တယ်